Hello မင်္ဂလာပါချစ်လေးတို့ရေဒီနေ့ပြပြပေးချင်တာကတော့တနေ့ကိုဗီဒီယိုကိုပုတ်တင်ပြီးရုံနဲ့မြန်မာငွေ2000ကိုနေ့တိုင်းရနေပြီဆိုတာတဲ့အကြောင်းလေးပဲပေါ့နော်အဲ့ဒီအလုပ်ကအချိန်ပိုင်းလုပ်ကလေးကိုမိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးကိုစေရိုက်ဗီဒီယို2ပုတ်ရိုက်ပြီးတော့အလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုလေး1ပုတ်ရဲ့3ပုတ်အဲ့ဒီဗီဒီယို3ပုတ်ကိုကြိုက်တဲ့ social platform ဖြစ်တဲ့ TikTok, YouTube, Facebook, Instagram စရှိတဲ့ဒီ social platform တွေမှာ3ပုတ်စီတင်ပြီးရုံနဲ့ကြိုက်တဲ့နေရာ3ပုတ်မှာ3ပုတ်စီတင်ပြီးရုံနဲ့တနေ့ကိုမြန်မာငွေ2000ရနေပါပြီเนาะအပြင်ထွက်ပြီးတော့အလုံးမလုပ်ချင်ဘူးအိမ်မှာပဲနေပြီးတော့အလုပ်လုပ်ချင်တဲ့လူတွေအတွက်လည်းအဆင်ပြေခြင်းကျောင်းသားတွေเนาะအိမ်မှာပဲနေရင်းနဲ့ဒီကအလုပ်လုပ်နေရတဲ့အိမ်တော်ရှင်မတွေကလေးမေမေတွေเนาะဒီလိုလူမျိုးတွေနဲ့လုံးဝလုပ်ကိုလုပ်တင်ပါတယ်เนาะဟိုအားတဲ့အချိန်မှဗီဒီယိုတင်ပေးရုံမှာပဲเนาะအချိန်သတ်မှတ်ထားခြင်းမရှိပါဘူးဒီနေ့ကိုဗီဒီယို3ပုတ်3နေရာတင်ပေးရုံနဲ့မြန်မာငွေ2000ရနေပြီเนาะပြီးတော့အခုလက်ရှိအလုပ်ကိုလည်းထွက်စရာမလိုဘူးလက်ရှိအလုပ်ကိုလုပ်ရင်းနဲ့ပဲအခုဒီဗီဒီယိုတင်တဲ့အလုပ်ကလေးကိုလည်းအချိန်ပိုင်းလုပ်လေးကိုလည်းထပ်ပြီးတော့လုပ်လို့ရနေပါပြီเนาะအပြင်မှာသွားပြီးတော့အချိန်ပိုင်းလုပ်မယ်ဆိုလို့ရှိရင်တနေ့ကို4နာရီလောက်အလုပ်တာတောင်မှ1000လောက်ပဲရတာပါเนาะအခုက4နာရီလည်းအချိန်ပေးစရာမလိုဘူးเนาะကိုယ့်ရဲ့အိမ်မှာပဲနော်15မိနစ်20လောက်ပဲအချိန်ပေးပြီးတော့ဗီဒီယိုရိုက်ပြီးဒီပုတ်ကိုကြိုက်တဲ့ social media 3ခုမှာတင်ပြီးရုံနဲ့မြန်မာငွေ2000ကိုနေ့တိုင်းရမှာနော်အဲ့ဒါကြောင့်မို့လို့ဒီအလုပ်လေးကိုစိတ်ဝင်စားတဲ့လုပ်ချင်နေဆိုလို့ရှိရင် chat box မှာပဲဖြစ်လာပြီးတော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။နောက်အချိန်တိုင်းမှာရှိရတဲ့အချိန်နဲ့တပြေးညီအမြဲတမ်း update လုပ်ပြီးတော့စာပြန်ပေးပါမယ်။စိတ်ဝင်စားရဆိုလို့ရှိရင်လက်တွေ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ညီရဲ့ချက်ပေါင်းမှာလာပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးပဲအဆင်ပြေဖို့เนาะမျှော်လင့်ပါတယ်အဆင်ပြေစေချင်ပါတယ်ဒါကြောင့်မို့လို့ညီရဲ့လက်တွေ့လေးလုပ်ဖို့လည်းအကုန်လုံးကိုဖိတ်ခေါ်ပါတယ် bye